တက်ကြွလှရှာသူတွေအတွက်ဤပညာလုံခြုံရေးကမရှိမဖြစ်လို့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ခုဗီဒီယိုမှာ interception ကဘယ်လိုကျိုးရောင်နေမလဲဆိုတာ10မိနစ်စာကြံပေးသွားမှာပါ interception ဆိုတာဘာလဲ interception ဆိုတာဖုန်းဒီနေရာရှာခြင်းနဲ့ဖုန်းကြားပြတ်နှောင်းခြင်းကိုဆိုလိုတာပါဖုန်းဆက်တဲ့မှာအနည်းဆုံးဆက်တဲ့တောင်းရရင်ချိတ်ဆက်ပြီးချက်ချင်းဆက်တင်ကြရတယ်အဲ့လိုချိတ်ဆက်တဲ့နေရာမှာမိမိတုံ့ပြန်နေတဲ့ operator ကမိမိဖုန်းနံပါတ်ကဘယ်ချိန်ဘယ်နေရာမှာရှိနေကြချိန်နဲ့တင်ပြနေပါတယ်၎င်းတို့အနေနဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကိုပေးထားနိုင်တဲ့အပြင်ကြားပြတ်နားထောင်တွေကလည်းနားထောင်နိုင်ပါတယ်အာဏာဝန်ကြီးတွေဖြင့်စက်သွေးရေးကုမ္ပဏီများထံမှဒီလို channel တွေကိုတရားဝင်တောင်းဆိုနိုင်ကြောင်း2013စက်သွေးရေးဥပဒေကခွင့်ပြုပေးတာဖြစ်လို့ဒါကိုသတိပြုရမှာပါကဲဘယ်လိုကောင်းမလဲEncrypt ပြုလုပ်ထားတဲ့ application တွေတုံးရင်ဆက်သွယ်စကားပြောပါ end-to-end encryption ကိုခေါ်တယ် Encrypt ပြုလုပ်ထားတဲ့ application တုံးပြီးဆက်သွယ်စကားပြောတဲ့အခါမှာကိုပို့လိုက်တဲ့ message ဟာ receiver စီမရောက်မချင်းသင်္ကေတပုံစံနဲ့သွားမှာဖြစ်ပါတယ်ဒါကြောင့်ကြားကဖောက်ဖက်မဲ့သူတွေအတွက်ဒိဗယ်ရှိတဲ့စကားတွေအစားဘာသာပြန်လို့မရတဲ့ဂျူသားစကားလုံးတွေဖြစ်နေမှာပေါ့ရန်ဖုန်းထားရှိပါရန်ဖုန်းကိုတော်လိုင်းကိစ္စတွေပြောပြရမှာတော့မှာတုံးပြရဲ့အချိန်မှာနားခင်ခဲ့တဲ့ပတ်ရေးသိမ်းမှာသို့မဟုတ် Friday case တဲ့ချက်သိမ်းမှာဒီလိုပြုလုပ်ခြင်းဖြင့်ဒီနေရာထောင်လိုက်မရအောင်ကာကွယ်နိုင်ပါတယ်ရဲဘော်စနစ်ထားပါရဲဘော်စနစ်ဆိုတာအကျဉ်းအဖြစ် brother ကုတ်လုံးကိုရဲဘော်ချင်းချင်းသာနားလည်မဲ့ဘာသာစကားတုံးတာကိုဆိုလိုတာပေါ့ကိုအချင်းချင်းပြောဆိုတဲ့အခါကြားပြတ်နားထောင်ရင်တော့နားမဲ့တဲ့ကုတ်တွေနဲ့စကားပြောနေအောင်ကြိုးပြင်ဆင်ကြပါဒီချက်တွေကိုတပ်ပိုင်းနဲ့တိချက်ပြီးလုပ်နိုင်မှာဆိုရင်သင်ဟာတော်လိုင်းကမှတယောက်အနေနဲ့လုံခြုံတဲ့အနေအထားတရားမှာရှိနေပြီလို့ပြောလို့ရပါတယ်